ဇလိုင်းရဆမှာတော့မဘာဆယ်လို့ခေါ်တဲ့မျိုးလေးမာနေထိုင်နေအသက်12နှစ်အရွယ်မူလာရန်ကျောင်းသားလေးနာအိုတာနန္ဒာပါတရားမြေကမ်းမဘေးမှာစိုင်းစာထိုင်လို့နေအောင်တွေ့ရပါတယ်။သူ့ဘေးနားမှာတော့သူ့အကွယ်ရေးစားပါလို့တစ်ဖက်သက်စိတ်ကူးရင်နေတဲ့ထထန်းကျောင်းသူမာမီမီစီမီဂျီမာကဘေ့စ်ဘောလုံးကိုလွှဲပြီးကစားနေရတာပါ။နာအိုတာစားလို့နေတော့မှပဲမာမီမီကသူ့ကိုနောက်ကနေတိုက်ဖက်ပြီးနေရာကိုကိုက်ကငါဒီလိုမလုပ်ရင်ရင်ထဲကຢာတွေရှန်ကြလာလိမ့်မယ်လို့ထူးဆန်းပြောဆိုပါတယ်။သူတို့နှစ်ယောက်လုံးထွေးပြီးလက်ကျသွားချိန်မှာတော့အနီးနားကအစာအုပ်တစ်ခုကမိဖို့ထွက်နေရအောင်ကြည့်ရင်းနဲ့ငါတို့မျိုးမှာဘာမှထူးခြားမဖြစ်ပါဘူးကွာလို့နာအိုတာကညှိယူလိုက်ပါတယ်။ချိန်တခုကြတော့မမီမီဟာနာအိုတာစီကပတ်စံနဲ့တမ်းမြိုင်တပူဝယ်တော့ပါတယ်။နာအိုတာကအချင်းမကြိုက်ဘူးလို့ပြောထားရတဲ့ပေါ့။ပြီးတော့မမီမီကနာအိုတာကိုအမှတ်တရပေးထားတဲ့အနိုင်ရနဲ့ပတ်သက်ပြီးစနာပြီးလက်ကျန်ချွေကိုတိုက်ပါတယ်။နာအိုတာကသူတောက်လိုက်ရင်တော့ဝိုင်နှမ်းဖြစ်သွားမှာဆိုလို့အချွေဘူးကိုလွတ်ပလိုက်ပါတယ်။အဲဒီနောက်သူ့အကိုအမေရိကမှာဘာလို့လဲဆိုတာပြောပြဖို့ကြိုးစားပေမဲ့မမီမီကသတင်းစမရိပ်မိပြီးတော့တောက်လေးသွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Vespa ဆိုင်ကယ်မောင်းလာတဲ့မျိုးသမီးတစ်ယောက်ကနာအိုတာကိုဝင်တက်လိုက်ပါတယ်။မမီမီကနာအိုတာကော်ဖို့ကြိုးစားခဲ့ပေမဲ့မမီလိုက်ပဲနာအိုတာကသတိလွတ်သွားခဲ့ပါတယ်။ဒါကိုမမီမီကကင်မရာနဲ့ဓာတ်ပုံရိုက်ယူထားလိုက်ပါသေးတယ်။ဆိုင်ကယ်မောင်းလာတဲ့ထူးဆန်းနိုင်မျိုးသမီးဟာသတိလစ်နေတဲ့နာအိုတာကိုချက်ချင်းပဲ CPR လုပ်ပြီးကယ်တင်လိုက်ပါတယ်။ဒါပေမဲ့နာအိုတာသတိပြန်လာကြမှာပဲအဲ့ဒီမျိုးသမီးကသူ့ရဲ့ bus ဂီတာကြီးနဲ့နာအိုတာကားကိုထည့်ရိုက်ချပြီးမောင်းပြသွားပါတယ်။ဒီထက်ကြောင့်နာအိုတာမသိလိုက်တဲ့အချက်ကတော့သူ့ကောင်းထဲမှာအထားကဘာကအရာဝတ္ထုကိုထုတ်ပေါ်လာတဲ့အန်လိုချန်နယ်တစ်ခုပွင့်သွားခဲ့ပြီးဆိုတာပါပဲ။အဲ့ညမှာပဲနာအိုတာရဲ့ကောင်မှာဂီတာနဲ့ရိုက်ခံရတဲ့နေရာကနေဂျိုးတစ်ချောင်းထွက်လာပါတယ်။နောက်နေ့ကျတော့ကြားမှာ Vespa ဆိုင်ကယ်စီးမျိုးသမီးကြောင့်ကောလာဟာလိုက်ထွက်ရကြောင်းနာအိုတာတရားသူ့ရဲ့ဂျိုးဘက်တီစီမီဖုံးထားလိုက်ရပါတယ်။ကျောင်းဆင်းလို့စေယုံသွားတဲ့လမ်းမှာမနေ့ကမျိုးသမီးနဲ့ထပ်တိုးပြီးတော့ထွက်ပြေးခဲ့ရပါသေးတယ်။ဒါပေမဲ့စေယုံရောက်တော့သူ့ကိုစစ်ဆေးပေးတဲ့သူနာပြုဆရာမကအဲ့ဒီမျိုးသမီးဖြစ်နေတာကိုထိတ်လန့်မှတွေ့လိုက်ရပြန်ပါတယ်။အဲ့ဒီမျိုးသမီးကပတိအောက်မှာမရှိနေလို့မေးရင်ဂီတာနဲ့ထည့်ရဖို့ကြိုးစားတာကြောင့်နာအိုတာလည်းအင်ကိုဘက်ထွက်ပြေးလာခဲ့ရပါတယ်။ညဆောင်စားချိန်ရောက်တော့နာအိုတာရောက်အကြီးကျယ်လက်ဖြန့်သွားရပြန်ပါတယ်။ဘာလို့လဲဆိုတော့သူ့ကိုလက်တိုက်ခတ်နေတဲ့အမျိုးသမီးကသူ့အဖေခါမွန်အဖိုးရှီကီကိုနီတို့နဲ့တူထမင်းဝါမှာရောက်နေလို့ပါပဲ။အဲ့ဒီမျိုးသမီးကသူ့နာမည်ဟာရီကိုဟာရူဟာရာဖြစ်ကြောင်းမိတ်ဆက်ပြီးတော့နာအိုတာရဲ့ဖေကသူ့ကိုအင်ကိုပြခန့်လိုက်ကြောင်းပြောပြပါတယ်။ထမင်းစားပွဲမှာဟာရီကိုကနာအိုတာနဲ့မမီမီတို့ရဲ့ပတ်သက်မှုကိုဖွင့်ချလိုက်ပြီးနာအိုတာနဲ့ possession တိတ်ခဲ့တဲ့အကြောင်းပြောပြလိုက်တဲ့အခါမှာတော့အဖေဖြစ်သူခါမွန်ကတော့ထွက်ပြီးတော့ပတိအောက်ကတရားကိုမေးခွန်းထုတ်ပါရတယ်။ညရောက်တော့နာအိုတာအခန်းထဲကိုဟာရီကိုရောက်လာပြီးသူကဂျိုသားဖြစ်ကြောင်းပြောပြပါတယ်။အောက်ထပ်ဆင်းသွားတဲ့နာအိုတာကိုသူ့အဖေကတားပြီးတော့ဟာရီကိုနဲ့ပတ်သက်လို့မေးမြန်းပြန်ပါတယ်။စကားပြောရင်းနဲ့ခါမွန်ကမမီမီရိုက်ထားတဲ့နာအိုတာကားတိုက်ခံရတဲ့ပုံတွေကိုထုတ်ပြပါတယ်။မမီမီဟာပပုတ်နားရီလို့ချင်လို့ဒီပုံလေးနဲ့လာလေပါကြောင်းသိလိုက်ရတဲ့အခါနာအိုတာစင်ကားဖြစ်ပြီးတော့အိမ်ထဲကနေပြေးထွက်သွားပါတယ်။မြေကမ်းနားတရားအောက်မှာဆစ်လက်တောင်နေတဲ့မမီမီကိုနာအိုတာတွေ့လိုက်ရပါတယ်။မမီမီဟာပပုတ်အိတ်ကိုဖတ်ထားရင်းနာအိုတာကိုနောက်ကနေတိုက်ဖက်လိုက်ပါတယ်။ဒီအချိန်မှာနာအိုတာကမပြောဘဲထိန်ချန်တာလျှို့ဝှက်ချက်ကိုဖွင့်ပြောလိုက်ပါတယ်။အဲ့ဒါကတော့အမေရိကမှာရှိတဲ့သူ့အကိုစီကဆိုင်ရောက်လာပြီးအကိုဖြစ်သူဟာအမေရိကန်ကရွှေအောင်စမင်းနဲ့ကောင်မလေးတယောက်နဲ့တွဲနေပြီဆိုတဲ့အကြောင်းပါပဲ။ဒီသတင်းကိုကြားလိုက်ရတဲ့မမီမီဟာငိုကြွေးနဲ့ရင်ထဲကအရာတွေရှန်ကြလာပြီးတော့အော်ဟစ်ကလက်ကျလာပါတော့တယ်။အဲ့ဒီချိန်အိမ်မှာကြံခဲ့တဲ့ဟာရီကိုရဲ့လက်ကဝက်ကတန်ဂျိုးကအလိုလိုလှုပ်ရှားလာပြီးချက်ပြလိုက်တာကြောင့်ဟာရီကိုတရားသူ့ရဲ့ Vespa ဆိုင်ကယ်နဲ့တရားစီကိုအများလိုက်သွားပါတယ်။နားပေါ်မှာတော့မမီမီကိုနှိုးဖို့ကြိုးစားနေတဲ့နောက်တဲ့ခေါင်းကဂျိုးအားတစ်စင်နီအောင်ဆောက်ကြီးတယောက်နဲ့ဆောက်လက်တိုင်တစ်ခုကထပ်ပေါ်လာပြီးတိုက်ပွဲဆပါတော့တယ်။နောက်ဆုံးမှာတော့ဟာရီကိုရောက်လာပြီးသူ့ရဲ့ bus ဂီတာနဲ့ဆက်ရုပ်ကိုအပြတ်သက်ရိုက်ချပြီးတော့အနိုင်လိုက်ပါတယ်။ဟာရီကိုဂီတာရိုက်လိုက်တဲ့ပုံစံကိုကြည့်ပြီးတော့နောက်တာဟာသူ့ရဲ့ပွဲကိုခဏတာမြင်အောင်လုပ်ခဲ့ပါတယ်။အားရနေမနဲ့မှာတော့နောက်တဲ့ခေါင်းကနေဂျိုးပြောက်သွားပါပြီ။မင်းညာထွက်ရတဲ့ဆက်ရုပ်ကြီးကတော့သူတို့အိမ်မှာမဟုတ်တမားတစ်ထောက်ဖြစ်လုံးနေပါပြီ။ကျောင်းသွားတဲ့လမ်းမှာနောက်တာမမီမီကိုဒရာနာမှာထပ်တွေ့ရပြန်ပါတယ်။မမီမီကသူ့ရဲ့လက်ချံချွေကိုကမိတဲ့အခါနောက်တာကအချင်းမကြိုက်ဘူးညှင်းမဲ့နောက်ဆုံးမှာတော့မမီမီရဲ့နှခမ်းချင်းထိမှာကိုဂိမ်းမဆိုင်တော့ပဲအောင်ကြီးမိတောက်လိုက်ပါတယ်။မမီမီဒီယာ Fire Starter ဆိုတဲ့လက်ခံရင်းလေးကိုအယူမှုကစားနေအောင်တွေ့ရပါလိမ့်မယ်။အဲ့ဒီကနေမှာကစားသမားကမိရှုသမားတယောက်အနေနဲ့မိလောက်နှစ်ပြားကန်တီရဲ့စိတ်ခိုင်းချက်အရမြို့ကိုမိရှုခက်စီရတာပါ။နောက်တာကသူ့ကျောင်းရှိရောက်လာတဲ့မမီမီကိုဘာလို့တော့လဲလို့မေးနေခြင်းပါပဲ။သူ့ငယ်ချင်းတွေကမမီမီကိုနောက်တဲ့ဇနီးလောက်ကိုစောင့်နေကြပါတယ်။အတန်းကားဆောင်မလေးနီနာမိုတွေကတော့မမီမီကိုအုံနောက်ရှိရသူလို့သတ်မှတ်ထားသလိုနောက်တဲ့အထောက်ဆုပ်လေးကိုမိုက်တယ်လို့ပြောနေတဲ့မမီမီကိုလည်းကြည့်မိရဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာတော့နောက်တဲ့ခေါင်းကထွက်လာတဲ့ဆက်အုပ်ကြီးကနောက်တဲ့ခေါင်းကို X-ray ကြည့်လိုက်တဲ့အခါအံ့ဩစရာကောင်းတာကနောက်တဲ့အုံနောက်ကပျောက်ဆုံးနေပါတယ်။ဟာရီကိုကတော့ဒီဆက်ရုပ်ဟာ Medical Rational ဆက်ရုပ်ကဖြစ်လာတာဖြစ်ပြီးတော့နောက်တဲ့ခေါင်းကထွက်လာတာဟာသူတို့ကြားမှာထူးဆန်းတဲ့ဆက်သွယ်မှုရှိနေလို့ပဲလို့ရှင်းပြပါတယ်။ဒါအပြင်မြို့ထဲမှာမိလာမှုတွေခဏခဏဖြစ်နေတာကိုလည်းဟာရီကိုကသတိထားမိနေပါတယ်။အဲ့ဆက်ရုပ်ကြီးဟာအားရချင်နေမှာတော့အောက်မှာရှောက်သွားပြီးမနေ့ညကဟာရီကိုရက်ခွဲလိုက်လို့လင်းစင်သွားတဲ့သူ့ရဲ့ခေါင်းပိုင်းအပိုင်းစာတွေကိုလည်းရှာနေတတ်ပါတယ်။ရှာတွေ့တဲ့အပိုင်းစာတွေကိုတော့နောက်တာတို့အိမ်ကဗီဒီယိုလေးထဲမှာတူတူစိတ်ပြန်ကတ်နေတာပေါ့။ဒီနေ့မှာတော့မမီမီကဆက်ရုပ်ကြီးပိုင်းစာတွေလက်ကောက်နေအောင်တွေ့ပြီးနောက်ကနေလိုက်သွားခဲ့ပါတယ်။ဆက်ရုပ်ကြီးကစာအုပ်ပေါ်ကနေပြန်တက်သွားတာကိုမြင်လိုက်ရတဲ့အခါမှာတော့မမီမီတရားစိတ်ချောက်ချပြီးသူဟာငါကလေးတွေကမိလောက်နဲ့ဖျားကန်ဒီဘဲလို့ယုံကြည်တော့ပါတော့တယ်။သူ့ကိုကန်ဒီလိုစာမလို့အမိပေးပြီးတော့ကိုးဝယ်ပါတော့တယ်။အိမ်မှာတော့ဒီဆက်ရုပ်ကြီးဟာအင်ကူလိုခမ်းမကြီးဖြစ်နေရှာပါတယ်။ဟာရီကိုကတော့အင်ကူပြက်လောက်ခံထားရပါမယ်။ဘာမှမလုပ်ပဲဆက်ကိုပဲခိုင်းနေတာပါ။နောက်တော့အဖေနဲ့အဖိုးကလည်းဆက်ရုပ်ကြီးကိုနှင်ကြသလိုဟာရီကိုကလည်းအတော့မကျတဲ့ကောင်လို့ခေါ်ပြီးစော်ကားနေခဲ့ပါတယ်။
ဒါပေမဲ့မမီမီကတော့စိတ်ယုံကြည်ပြလာတိုင်းကန်ဒီနဖျားကြီးဆိုပြီးဝတ်ပြုဆူတောင်းနေကြတာပါဒီရက်မှာတော့နောက်တာမမီမီတရားကိုကြားမှာနိုင်ချင်းခံရတော့သိလိုက်ရပါတယ်သူမယူလုံးလေးဟာအသက်မဲ့ပြီးအေးဆက်နေကြအောင်မြင်လိုက်တဲ့အချိန်မှာမက်ဒီကယ်မရှင်နာဆက်အောင်ကြီးကနေမျိုးဝပြထွက်လာပါတယ်တရားပေါ်မှာအတူလမ်းလျှောက်နေတော့မမီမီရဲ့အိတ်ထဲကခင်းဆက်လေးပြုတ်ကျလာပါတယ်အဲဒီခါမှာပဲနောက်တာဟာကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုကိုသိလိုက်ရပါပြီအဲ့ဒါကတော့မျိုးထဲမှာဖြစ်နေတဲ့မိရှုမှုတွေနောက်ကမှမမီမီရှိနေတယ်ဆိုတာပါပဲသူမဟာဂိမ်းတွေကကဘာနဲ့လက်တွေကဘာကိုမခွဲခြားနိုင်တော့ပဲသူမမုန်းတဲ့အရာမှန်များကိုမိရှုဖြတ်စည်းနေကြတာပါလောကနဲ့6လက်ကမမီမီရဲ့မူလာရန်ကြောင့်မိလောင်ခဲ့တာဟာလေသူမကိုယ်တိုင်ရှုပ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီတော့ကနောက်တိုင်းအကိုဖြစ်သူကသူမကိုမိရတဲ့ထုတ်ခဲ့တာပါအဲ့ချိန်ကစပြီးသူမဟာနောက်တိုင်းအကိုကိုကန်ဒီနဖျားကိုအသက်မှတ်ပြီးတော့ချစ်ခဲ့တာပဲဖြစ်ပါတယ်အခုအကိုဖြစ်သူကသူမကိုထားတော့တဲ့အခါမှာတော့သူမဟာစိတ်ယုံကြည်ကိုကဲ့ရဲ့ရှိဖြစ်စားထုတ်ဖို့ကြိုးစားနေရပါညဘက်မှာတော့မမီမီဟာသူမရဲ့အကြောင်းအရာကြီးကိုထပ်ပြီးတော့မိရှုလိုက်ပြန်ပါတယ်အဲ့ဒီမှာပဲစိတ်ယုံကြည်ရဲ့ခေါင်းထဲကနေနောက်ထပ်ရန်သူဆက်ပြုတ်ထွက်လာပြီးတိုက်ပွဲတွေဖြစ်ပါတယ်နောက်တာကမမီမီကိုကာဝယ်ဖို့ကြိုးစားပေမဲ့ရန်သူကတက်ဖို့ပြင်နေပါပြီဘေးကျလန်ကျဖြစ်နေတဲ့အချိန်မှာနောက်တာဟာသူ့အကိုနာမည်ထားဆိုကိုအာကိုတကြီးနဲ့အော်ခေါ်လိုက်ပါတယ်ဆက်ချင်းဆိုသလိုဆက်ရောက်ကြီးကန်ဒီရဲ့မျက်နှာပြင်မှာထူးဆန်းတဲ့တင်ငင်တာတစ်ခုပေါ်လာပြီးနောက်တာကိုမျိုးချလိုက်ပါတယ်နောက်တာနဲ့ကန်ဒီတို့ပေါင်းဆက်သွားပြီးစွမ်းတဲ့အနီအောင်လက်ကြီးဖြစ်ပြောင်းလဲသွားပါတယ်ဟာရူကိုရဲ့ဂီတာချက်နဲ့တူရန်သူကိုအာမဇွန်နေလိုက်နိုင်ပြီးမိလောင်ရဲ့ကျောင်းမကြီးကလည်းဖောင်းဖောင်းဖြစ်တက်ွယ်သွားပါပါတယ်အရာအလုံးပြီးဆုံးမချိန်မှာတော့နောက်တာတယောက်တွင်းနေမိပါတယ်စိတ်တရားတွေနဲ့တက်စီးနေတဲ့မမီမီကိုသူ့ဘလို့ကူညီပေးရမလဲဆိုတာပါနောက်ဆုံးမှာတော့သူစမချက်တစ်ခုချလိုက်ပါတယ်ဘာပဲဖြစ်ဖြစ်ငါသူမဘေးမှာထားရရှိနေပေးမယ်ဆိုတာပါပဲမဘာစိန်မျိုးတော်ဝင်အတန်းကောင်းဆောင်မလေးအီဗီနီနာမိုရီရဲ့အဖေဟာအတွင်းမှုမလေးနဲ့ဖောက်ပြန်တဲ့ရှော့တော်ပေါ်မှာမိသွားပါတယ်ဒါပေမဲ့နီနာမိုရီကတော့ဂီမဆက်တို့ဟန်ဆောင်ပြီးចောင်းကပြပွဲဖက်နက်တီးကြမှာသူမရထားတဲ့ဇက်ဆောင်နေရာအတွက်ပဲအောင်ဆက်နေခဲ့ပါတယ်ဒီပြပွဲမှာသူမကသူကောင်းမျိုးမာခွစ်ဆွေတယောက်ဆောင်မှာဖြစ်ပြီးတော့နောက်တာကတော့သူမရဲ့ကြောင်လေးဖြစ်တယောက်ဆောင်ဖို့ပဲမဲပေးရွေးချယ်ဟန်နာရတာပါအိမ်မှာတော့ဟာရူကိုကနောက်တိုင်းအထက်ကိုစောင့်နောက်ရင်ဟင်းခတ်မှုကြိုင်ပြင်းနဲ့ခါရီတော့ဘုဒ္ဓဆိုတင်းခေါ်တာကြောင့်နောက်တော့တရားကြောင်းတော့ကြပြီးတော့ဆက်လိုက်တာပြောက်ကွက်ခဲ့ပါတယ်ဒါကိုနီနာမိုရီကတော့တော်ကြီးနဲ့စူပူပါရဲအတန်းထဲမှာတော့နောက်တိုင်းအဖေခါမွန်ကိုတိုင်းဖတ်ထုတ်လိုက်တဲ့မြို့တော်ဝင်ရှေ့တော်ပေါ်သတင်းကတခြားလုံးကိုပြန့်နှံ့သွားပါတယ်နောက်တော့ကနီနာမိုရီကိုကိုချင်းစာပေမဲ့ကြောင်ဝစ်ဆောင်ဝေးပြီးကပြမှာကိုရှက်တာကြောင့်ကြောင်းစင်းစလိုက်တာကိုထပ်ပြီးတက်ကွက်ခဲ့ပြန်ပါတယ်သူကမြေကနာမှာမမီမီနဲ့တွားတွေ့ခဲ့ပြီးအဲ့ဒီမှာပဲသူ့ကမှတောင်ရဲတွေပေါက်နေတာကိုမမီမီကမြင်သွားပါရဲတစ်ဖက်မှာလည်းနီနာမိုရီဟာအိမ်ပြန်လို့မရအောင်သတင်းထောက်တွေဝိုင်းနေတာကြောင့်ဘူတာရွာပုံနေရပါတယ်အဲ့ဒီမှာနောက်တိုင်းတွေ့ပြီးတော့စကားပြောနေတော့ခါရကိုရဲ့ဘတ်စပါဆိုင်ကယ်ကနောက်တော့ဝင်တိုင်းမီယာကနေနီနာမိုရီလည်းနောက်တိုင်းကြောင်ရဲတွေကိုမြင်သွားပြီးထိမိလိုက်ပါတယ်အဲ့နောက်ပိုင်းမှာနီနာမိုရီဟာဘဲအောင်တဲ့ဝင်တာကိုစတင်ခံစားလာပါတယ်နီနာမိုရီဟာနောက်တော့အိမ်မှာပဲညစာတူစားပြီးတညအိပ်ဖို့ဖြစ်လာပါတယ်ညစာစားဝဲမှာသူမကအကြီးစားကာရီကိုစားနိုင်တယ်လို့ကြားပေမဲ့တကယ်တော့သူမစားနေတာကခလေးစားတဲ့အချိုရလာမယ်နောက်တော့ဖွင့်ချလိုက်ပါတယ်နီနာမိုရီဟာသူမမိဘတွေကွာရှမန်ကိစ္စကိုဘာမှဖြစ်သလိုဟန်ဆောင်နေပေမဲ့သူမရဲ့ဘက်အောင်တဲ့ဝင်တာကပိုဆိုးတာကိုစောက်ကြီးကန်ဒီကသတိထားမိနေပါတယ်။အဲညမှာပဲနီနာမိုရီနဲ့နောက်တော့ခန်းထဲမှာစကားပြောပြကြပါတယ်။နီနာမိုရီကဝန်ခံလိုက်တာကတော့သူမဟာတန်းကားဆောင်အာနာကိုတုံးပြီးမဲရီကိုလင်းလက်ကနောက်တော့ကြောင်နေရပေးရတာပါ။သူမကဖနက်စီကြောင်ပုံမြင်တဲ့ကလိုပဲလက်ညမှုတစ်ခုဟာကြာလာအမှန်တရားကိုဖြစ်သွားတာပဲလို့ဆင်ခြင်ပေးပါတယ်။ဒါကိုအပေါ်လက်ကလေးမှာအိတ်နေတဲ့ဟာရိုကိုကကြားပြပြီးတော့ကိုယ့်ရဲ့မူလားတယောက်ကိုဖျက်ဆီးမှလောက်ရတယ်လက်ညမှုကတကယ်ပဲအနေရကင်းရလာလို့ခဏနဲ့မိကုန်းထုတ်လိုက်ပါတယ်။နောက်နေ့အကြောင်းမှာတော့နောက်တာနဲ့နီနာမိုရီတို့အပြင်းထန်စကားများကြပါတယ်။နောက်တာကနီနာမိုရီရဲ့ကားပြပွဲပေါ်ဆွဲမှုကိုမင်းကုန်းထုတ်တဲ့အခါမှာတော့သူမဟာသူမမိဘတွေတန်ပေါင်းထုတ်ဖို့ဒီပြပွဲကိုကောင်းဆုံးဖြစ်စင်တာမှလို့ငွေရပြီးတော့ဝန်ခံလိုက်ပါတယ်။အဲ့ချိန်မှာနောက်တာကနီနာမိုရီရဲ့အုတ်ထုတ်ကိုပုတ်ချလိုက်တယ်လို့နီနာမိုရီကလည်းနောက်တိုင်းအုတ်ထုတ်ကိုပြန်ဖယ်ချလိုက်ရကနေနောက်တိုင်းတောင်မြတ်တွေကတကြောင်ရှိမှပေါ်သွားပါတော့။ဒီဆက်လို့ရှာမှုကြောင့်နီနာမိုရီရဲ့ခေါင်းထဲကနေတင်းကိုပုံစံဆက်ရုပ်ကြီးတွေကထွက်လာပါတော့။ဟာရူကိုနဲ့ကန်ဒီတို့ကနောက်တိုင်းကာရီထမင်းမှုကိုတောင်းချပြီးတော့ဒီယန်တို့နဲ့နေလိုက်နိုင်ပါတယ်။အရာအားလုံးပြီးသွားတဲ့အခါမှာတော့ဇလန်းကပျော်ရွှင်စရာစသိမ်းသွားပါတယ်။ကျောင်းကပြပွဲမှာနီနာမိုရီကမာခွစ်အဖြစ်နောက်တာကကြောင်ဖြစ်အောင်မီဇာကပြနိုင်ခဲ့ပါတယ်။ခါရိုကိုတရားဘေ့စ်ဘောကွင်းထဲမှာမင်းမူမီယာကိုတွေ့ရပါလိမ့်မယ်။သူမကတကူရောဆဆာဝင်နေတဲ့မြို့ကန်မာတက်စ်အသင်းကို44ကိုရှစ်ဆွဲရလက်နဲ့အပြတ်သက်နိုင်လိုက်ပါတယ်။သူမရိုက်ထုတ်လိုက်တဲ့ဟောင်းရန်ဘောလုံးဟာကမ္ဘာဆွဲအားအောင်ကျော်လွန်ပြီးအာကာသရီလွင့်ဆင်သွားခဲ့ပါတယ်။မာတက်စ်အသင်းရဲ့နီးပြဖြစ်သူနောက်တိုင်းအပိုရှိကေခုနေကတော့ဒီရှုံးရိမ်မှုကြောင့်ကြီးကျယ်ဒေါသထွက်နေခဲ့ပါတယ်။အသင်းသားတွေကသူတို့စီမှာအရင်ကကျဲဝဲကစားသမားတစ်ယောက်ရှိခဲ့မှုကြောင့်အဲ့ဒါကတော့အခုအမေရိကရောက်နေတဲ့နောက်တိုင်းအကိုတာဆူကူနာနာဘာဖြစ်ကြောင်းပြပြကြပါတယ်။အဖိုးဖြစ်သူကနောက်တာကိုဝင်ကစားဖို့အတင်းတိုက်တော့မယ်နောက်ကိုကတော့ဒုတော်မလဲပဲညင်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့အဖိုးဖြစ်သူကနောက်တာအစားဆက်ရောက်ကြီးကန်ဒီကိုပဲအကိုကိုဆုံးဖြတ်လိုက်တဲ့အခါနောက်တာတရားအပေရန်ရလို့ခံစားပြီးတော့ထိချောင်တာဖောက်ကလာခဲ့ပါတယ်။လမ်းမှာဟာရကိုနဲ့တွေ့တော့သူမကနောက်တာကိုဒုတ်ကိုမလဲသေးဘာမှဖြစ်လာမှာမဟုတ်ဘူးလို့သတိပေးစကားပြောသွားပါတယ်။တစ်ဖက်မှာလည်းဟာရကိုရိုက်ထုတ်လိုက်တဲ့ဘောလုံးကအာကာတာတွေကဂျိုးတစ်ခုကိုသွားမှန်ပြီးကဘာပေါ်ပြတ်ကျလာစေဖို့အကြောင်းဖန်လာပါတော့။အိမ်မှာတော့နောက်တိုင်းအဖေခါမွန်နဲ့ဟာရူကိုရဲ့ရင်းနှီးလုံးတဲ့ပုံစံကြောင့်နောက်တာတရားမနာရိုစိတ်နဲ့လောလာရီဖက်နေခဲ့ပါတယ်။အဲ့ချိန်မှာပဲထူးဆန်းတဲ့ညခုံးမွေးကြီးတွေနဲ့လူတစ်ယောက်ကနောက်တာချင်းရောက်လာပြီးတော့ဟာရူကိုဟာအနေရရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။နောက်ဘက်မှာတော့ဟာရူကိုကနောက်တာကိုဘေးဆွားရနေတင်မေးရင်ကောင်းရင်ကတုံခါနဲ့ကျဲကိုချိန်ရဖို့ပြောပါတယ်။တကယ်တော့အဲ့ဒီရဟာကဘာပေါ်တက်ကြလာနေတဲ့ဂျိုးလူပြကြီးဖြစ်နေတာပါ။
ဒီဂျိုတို့ဟာ Bureau of Interstellar Immigration လို့ခေါ်တဲ့ဂျိုသားရေးရာစီမံခန့်ခွဲဌာနကလွှတ်တင်ထားတာဖြစ်ပြီးတော့မြခေါမိုးကြီးနဲ့လူဟာအဲ့ဌာနကတန်မှုအမာတို့ဖြစ်နေတာပါသူကဟာရိုကိုကိုလိုက်ရန်စုံစမ်းနေရပဲဖြစ်ပါတယ်အဲ့ပြန်ရောက်တဲ့နောက်တာဟာသူ့အဖေခမွေးအလောင်းကိုသူ့ရဲ့နေမှာတွေ့လိုက်ရပြီးထိတ်လန့်သွားပါတယ်ဒါပေမဲ့နောက်တစ်ခဏမှာပဲအဖေဖြစ်သူကပြန်ပေါ်လာပြန်ပါတယ်တကယ်တော့အဲ့ဒါကဟာရိုကိုရဲ့လက်ဝက်တွေပါသူမဟာနောက်တာကိုမနာလိုစိတ်တွေတက်ကြလာအောင်အဖေဖြစ်သူကိုတောင်းဝင်းပြီးဆွဲနေတာပါတကယ်အဖေဖြစ်သူကမုံကိုတော့စတိုကန်ထဲမှာ6ရန်ကတော့တွေ့လိုက်ရပြီးနောက်တာကယူနစ်နဲ့ပြန်လို့ဝေးခဲ့ရပါတယ်ဟာရိုကိုရဲ့တကယ်ရွယ်ချက်ကနောက်တာရဲ့ခေါင်းထဲကအန်နိုချန်နယ်ကိုတုံးပြီးအာကာသရဲ့ပစ္စည်းတွေကိုထုတ်ယူဖို့ဖြစ်ပါတယ်သူမဟာနောက်တာတွားပေးဖို့အတွက်အဖေဖြစ်သူရဲ့ရုပ်ထုအတုကိုတော့နှစ်စနဲ့မောင်းနေမျိုးအကွက်ဆင်ခဲ့တာပါနောက်ဆုံးမှာတော့ဂျိုရုရဲ့ကြီးထဲမှာပါလာတဲ့အရေးပေါ်ဘုံကြီးကမြို့ပေါ်ကိုဘလုံးသုံးလုံးပြစ်ချလာမှာရယ်ဟာရိုကိုကနောက်တာကို medical mechanical ဆက်ရုံရဲ့အမိုးအခေါ်သွားပြီးတော့သူ့ခေါင်းထဲကနေ Gibson Flying V Guitar ကြီးကို baseball တော့ဖြစ်ဆွတ်ထုတ်လိုက်ပါတယ်ဘုံအောင်ကလာတဲ့အချိန်မှာဟာရိုကိုကပြတ်သွားတာကြောင့်နောက်တာတဲ့ပြင်ဆိုင်ရပါရယ်သူကကြောက်ရကြတယ်သူ့အကိုတာဆူကိုရဲ့နာမည်ကိုအခေါ်လိုက်ပြီးတော့ဒုတ်ကိုအားအောင်လွှဲလိုက်ပါတယ်ဘုံမတားဆီးနိုင်ခင်မှာပဲဟာရိုကိုပြန်လာပြီးနှစ်ယောက်သားတို့ရိုက်ထုတ်လိုက်ရမှာဘုံကြီးဟာအာကာသတော့ပြန်လာပြီးတော့ပောက်ကွဲသွားပါရယ်ဘာဘာစိန်တို့ဒီပျက်စီးခြင်းပေးရရင်ရောက်သွားခဲ့ပါပြီဟာရိုကိုကတော့သတိလစ်နေတဲ့နောက်တာကိုစိုက်ကပေါ်တင်ပြီးတော့တဟားနဲ့ရီမောရဲ့အိမ်ပြန်လာခဲ့ပါတယ်။တစ်ဖက်မှာတော့တမ်မို့အာမာရဲမျက်ခုံးမွေးတူကြီးကိုကြောက်တာကိုကြည့်ပြီးတော့ဇလန်းကဘေးလေးဆန်ဆန်ပြီးဆုံးသွားပါတော့။နောက်တာနဲ့ဟာရိုကိုဟာရန်သူတွေကိုပေါအောင်ရင်တနက်ကိုစီနဲ့တိုက်ပွဲဝင်နေကြတာကိုတွေ့ရမှာပါ။ဟာရိုကိုကငါတို့ရဲ့အချစ်ကိုတက်တည်ပြဖို့တိုက်စစ်စင်သားလို့ပြောပြီးတော့နောက်တာကိုရန်သူရှိကိုကန်ထုတ်လိုက်ပါတော့။တကယ်တော့ဒါအိမ်မှာဖြစ်ပြခဲ့တဲ့အရှုပ်တော်ပုံလေးအဆက်ပါ။အိမ်မှာနောက်တာနဲ့သူ့အဖိုးအရှင်ကားထိုင်ကြည့်နေတော့ဟာရိုကိုကနောက်တာရဲ့အဖေခါမုံကိုလက်ဝက်လက်အိတ်နဲ့ထိုးထုတ်လိုက်ရတာနဲ့စတာပါ။ဟာရိုကိုဟာနောက်တာစီကနေသူ့အကွယ်ဘေးစဘောတော့ကိုထပ်မံထုတ်ယူဖို့ကြိုးစားနေရဖြစ်ပြီးဒါကိုခါမုံကမနာရဖြစ်ရကနေဟာရိုကိုရဲ့အချစ်ကိုလူယူဖို့ service တိုက်ပွဲဆင်နွှဲကြဖို့စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့နာဂိုတာနဲ့ဟာရိုကိုတို့ဟာခါမုံနဲ့ဆက်ရောက်ကြီးခန်တီတို့ရင်ဆိုင်နေရပါတယ်။ဒီတိုက်ပွဲကိုအဝေးကနေစောင့်ကြည့်နေတာကတော့တမ်မိုအာမာရဲ့လက်ချောင်းခီဆူရိုဘာမီပါ။သူကခန်တီကိုလောက်ချဖို့ကြိုးစားပေမဲ့ဟာရိုကိုကသူမရဲ့ဂီတာနဲ့ကြီးစံကိုပတ်ထုတ်လိုက်တာကြောင့်ခီဆူရိုဘာမီတရားမိထဲကိုလွှင့်ဆန်သွားပါရယ်။တိုက်ပွဲတွေကြားမှာနာဂိုတာဟာသူ့ရဲ့တငယ်ချင်းတွေဖြစ်တဲ့ဂါကူမာရှိနဲ့နီနာမိုရီနဲ့ဆောင်ခဲ့ပါတယ်။တငယ်ချင်းတွေကနာဂိုတာကိုမြို့အကဲသူရဲကောင်းကိုချီးကျူးနေကြတဲ့အခါနာဂိုတာတရားဘွင်မြင့်ပြီးတော့မပါသွားခဲ့ပါတယ်။ဒါကိုမြင်နေရတဲ့မာမီမီကတော့နာဂိုတာတရားကိုဘယ်ချိန်မှဒီလောက်တောင်လူကြီးဆန်သွားတယ်လို့ပြောနေခဲ့ပါတယ်။တစ်ဖက်မှာလည်းတမ်မိုအာမာရိုဟာစပင်းနဲ့ဆိုင်မှာဟာရိုကိုတက်ခိုက်ခြင်းကိုခံနေရပါတယ်။ဟာရိုကိုကအမာရိုကိုခလေးလေးနေလိုက်ပြီးတော့အာမာရိုလူတွေကိုဂီတာနဲ့အပြတ်တက်နေနေလိုက်ပါတယ်။အာမာရိုကတော့ခန်ဒီတာနီယံပြန်သွားရင်အဲ့ဒါဟာဖီရက်ခင်အတန်ဖြစ်သွားမှာမို့လို့အနေရှိတော့သတိပေးနေခဲ့ပါတယ်။မြို့ထဲမှာတော့ဘွေမြင့်နေတဲ့နောက်တာဟာမာမီမီကိုအတရားဓမ္မနမ်းမို့ကြိုးစားပြီးမင်းငေါ့ချစ်နေရမလားလို့မောက်ပါစာပြောလိုက်ပါတယ်။မာမီမီရဲ့မျက်နှာမှာစိတ်ကားတဲ့ချစ်တွေကိုမြင်လိုက်ရတဲ့အခါမှာနောက်တာဟာသူ့ရဲ့မောက်သိသွားပါတယ်။အဲဒီဆက်လှုပ်ရှားမှုကြောင့်နောက်တာရဲ့ခေါင်းထဲကနေအေယာမဆက်ကြီးတယောက်ထွက်လာပြီးတော့နောက်တာနဲ့မာမီမီကိုကောင်းကင်ဘုံထိတက်ဆောင်သွားပါတော့။ဒီဆက်ရောက်ကြီးဟာအမေရိကန်မက်ကာနီကပို့လိုက်တဲ့ခက်စီရဲ့ဆက်ရောက်ဖြစ်ပါတယ်။မာမီမီကကျမ်းမာရေးကြနဲ့နောက်တိုင်းအကိုတာစုကိုကဲဖို့တိုင်နေချိန်မှာနောက်တာကငါ့ကိုတာကိုလို့မခေါ်နဲ့တော့လို့အော်ဟစ်ပြီးတော့ကာရီနဲ့မောင်ဆာကတောက်ပွဲပေါ်မှာတော့ကန်ဒီဟာအနီရောင်ပြောင်းလာပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကနေ1961 EB0 Gibson Bass Guitar ကြီးကိုထုတ်လိုက်ပါတော့။ဒါဟာ Breaking ရဲ့စစ်မှန်တဲ့စွမ်းအားပါပဲ။ကန်ဒီဟာအေယာမဆက်ရောက်ကြီးကိုရထုတ်လိုက်ရမှာဆက်ရောက်ကြီးကရွံ့မြန်လန်သွားပြီးအေယာမလော်ဝါကြီးတစ်ခုပြပြောင်းလိုက်သွားပါတယ်။ကန်ဒီရဲ့ကြီးတဲ့ထိုးရချက်ကြောင့်အဲ့လော်ဝါကြီးဟာကြောက်ကြီးပြပြကျသွားပြီးမြို့ပေါ်မှာထိမ့်မှတ်တိုင်ကြီးလိုတဲခင်ပါတော့။တိုက်ပွဲပြီးမှနောက်တာဟာပူပြင်းနေတဲ့ကိုယ်ရနဲ့နေရာကိုပြုတ်ကျလာပါတယ်။နီနာမိုရီကသူ့ရဲ့ရင်မေးတနတ်နဲ့နောက်တော်ရီဖမ်းပြီးတော့ပူရှော့ပေးခဲ့ပါတယ်။ဟာရိုကိုကတော့နောက်တိုင်းမျက်နှာကိုနေပြီးခန်းနီစီကထွက်ပေါ်လာတဲ့အတန်ရဲ့ပုံရိပ်ကိုသာစိတ်ဝင်စားကြည့်နေပါတော့။ကျောင်းဆရာမမီယာဂျွန်ကကျောင်းသားတွေကိုတူကန်ကြီးတင်ပေးနေပါတယ်။ဒါပေမဲ့နောက်တိုင်းစစ်တွေကတော့ဒီမှာမရှိပါဘူး။ဟာရိုကိုနဲ့ကန်ရီတို့ကပွဲသားတွေကမြို့ကလေးဟာအမေရိကန်မက်ကနာကထွက်လာတဲ့မျိုးလူတွေကြားမှာပိတ်မိနေခဲ့ပါပြီ။နောက်တာကတော့ဘာစကားအောင်ပြောပဲတန်းတန်းကနေထွက်ခွာသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းတမ်မိုအမာရိုဟာအေယာမလော်ဝါကြီးကြောက်ပြတ်သွားတာကိုစိုးရိမ်နေပါတယ်။သူကအမေရိကန်မက်ကနာကဆက်ယုံကဒီကဘာကြီးကိုမိဖို့တိုက်တော်မျိုးပြားချသွားအောင်လုပ်ပြီးတော့လူရဲ့အတွေးခေါ်တွေကိုဖျက်ဆီးပေးတော့မယ်လို့သတိပေးနေပါတယ်။ဒါကိုတားဆီးဖို့ဆိုရင်ပျောက်ဆုံးနေတဲ့လော်ဝါကြီးရဲ့ထိန်းချုပ်မှုဆန္ဒကိုရှားပါမယ်။မြေကမ်းနားမှာတော့မမီမီဒီယာကိုသူမအကြောင်းလေးကိုလိုက်ရှာနေတော့ဖူးစနဲ့ဆက်ကိုတယောက်ကိုတွေ့ခဲ့ရပါတယ်။သူမရဲ့အတိတ်ကအချစ်ဟောင်းတာဆူကူစီဖုန်းဆက်မှုကြိုးစားပေမဲ့နောက်ဆုံးမှာတော့ဖုန်းကိုအဲ့ဆက်ရုံလေးကိုကျွေးလိုက်ပြီးအတိတ်ကိုပြီးတိုင်းဖျက်တောက်လိုက်ပါတော့တယ်။အဲ့ဆက်ရုံလေးကိုလည်းသူမကတာကိုလိုပဲနာမည်ပေးလိုက်ပြန်ပါတယ်။အိမ်ပြန်ရောက်တဲ့နောက်တာဟာရိုကိုပြောင်းနေအောင်တွေ့ပြီးဝမ်းသာအားဖြစ်သွားပေမဲ့ဟာရိုကိုကတော့သူမရွယ်ချက်ဖြစ်တဲ့ပြရက်ကန်အဒတ်ကိုဖမ်းဖို့အတွက်နောက်တဲ့ခေါင်းကိုဝယ်ဆက်ပြီးတော့တုံးချဖို့ကြံစည်နေသေးပါ။ညဘက်မှာဟာရိုကိုကနောက်တာကိုမင်းတို့ငါနဲ့တူခေါ်သားမယ်လို့ပြောရတဲ့အခါနောက်တာတရားကလေးတယောက်လိုငိုပြီးတော့သူမဖတ်ထားခဲ့ပါတယ်။နောက်နေ့မှာတော့မမီမီကျွေးထားတဲ့ဆက်ရုပ်တာကောင်ဟာမြို့ရဲကတိုင်တဲ့ပစ္စည်းတွေကိုဝါမျိုးနဲ့အေယာမဆောက်ကြီးခေကြီးချွာလာပါတယ်။အဲဒီဆက်ရုပ်ဟာလမ်းမမှာကလေးတွေကိုလမ်းကူပေးနေတဲ့ကန်ဒီကိုပါဝါမျိုးလိုက်ပြီးတော့အေယာမလက်ဝါးကျက်လက်ဖွားတွေကိုဝင်ရောက်ပေါက်ဆက်တော့ပါတယ်။ဟာရိုကိုကနောက်တာကိုခေါ်ပြီးတော့အဲ့ညောင်သွားခဲ့ပါတယ်။အဲ့ဒီမှာတမ်မိုအမာရိုကဟာရိုကိုဟာနောက်တာကိုအသုံးချနေရသတိပေးပေမဲ့နောက်တာကတော့ဟာရိုကိုဘက်ကနေပဲရက်တည်ခဲ့ပါတယ်။ဒါပေမဲ့ဟာရိုကိုကနောက်တာကိုမင်းကငါ့အတွက်အသုံးဝင်တဲ့ခေါင်းတစ်ခုပဲလို့ပြောပြီးနောက်တာကိုစောက်ကြည့်ရပါစားတဲ့ကိုရိုက်ထည့်လိုက်ပါတော့တယ်။အဲ့ဒီချိန်မှာပဲအောင်းစာဖြတ်ကြီးပေါ်လာပါတော့တယ်။
စေုပ်ကြီးကနေအတန်းဖြစ်စွာအားတွေကိုစုပ်ထားတဲ့အနီအောင်နာတာထွက်ပေါ်လာတာပါနောက်တာဟာလက်ဝါးစီကိုတစ်ချက်တည်းနဲ့ရထောက်ရနိုင်ပြီးတော့တကယ်ပြီးရကင်းရဲ့စားကိုပြသခဲ့ပါတယ်ဟာရကိုကသူမရဲ့ပန်းတိုင်ကိုနောက်တာကလူ့သွားပြီးစနေနောက်တာကိုတသားကြီးတက်ခိုက်ပါရတယ်တိုက်ပွဲဆုံးသက်မှာနောက်တာကဟာရကိုအနိုင်ရသွားပါတယ်ဒါပေမဲ့သူဟာသူမကိုမတတ်ခဲ့ပါဘူးနောက်တာဟာရကိုရင်းစစ်တဲ့ဖတ်ထားရင်းနဲ့ကျွန်တော်မမကိုချစ်တယ်လို့ဖွင့်ပြောပြီးတော့နမ်းလိုက်ပါရတယ်အဲ့ဒီအနမ်းကြောင့်နောက်တာကောင်တွေကနေအတန်စာငှက်ဖုန်းလေးစီဖြစ်ရုံထွက်ပြီးတော့အာကာတာကိုပြန်တမ်းချပြသွားပါရတယ်ဟာရကိုဟာသူမညီမချက်ထပ်ပြီးကြောက်ဆုံးသွားပေမဲ့ပြောဝင်ခဲ့ပါတယ်သူမဟာနောက်တာကိုမင်းကခလေးပဲရှိသေးတာပဲလို့ပြောပြီးတော့သူမဂီတာကိုအမှတ်တရထားခဲ့ကအာကာတာကိုဆက်ကစီးပြီးထွက်ခါသွားပါရတယ်အချိန်ကြီးကြာပြီးတဲ့နောက်မမစင်မျိုးလေးဟာပုံမှန်တိုင်းဖြစ်သွားပါပြီမမီမီကတော့ဓမ္မဆရာမဖြစ်ဖို့မျိုးကန်ထွက်ခါသွားခဲ့ပြီးနောက်တာကိုနှုတ်ဆက်ပါတဲ့နောက်တာလို့ပထမဆုံးချိန်နဲ့ပဲခေါ်ပြီးတော့ဆက်သွားခဲ့ပါတယ်နောက်တာကတော့အခုအလဲတန်းကျောင်းသားကြီးဖြစ်နေပါပြီသူဟာနီနာမိုရီနဲ့အတူအရင်လိုပဲဒီမြို့မှာဘာမှထူးခြားတာမဖြစ်ပါဘူးလို့ညှိနေစေပါဒါပေမဲ့နောက်တာရဲ့ခန်းထဲမှာကျန်ခဲ့တဲ့ဟာရကွေဂီတာကျိုးလေးကတော့အလိုလိုတုံခါနေခဲ့ပြီးဇလန်လေးလည်းပြီးဆုံးသွားခဲ့ပါတယ်